စင်ကာပူကလက်ကားမှလည်းအမှားလေးပါဒီညီမလေးကကြတော့စုမြတ်စီမှာအမြဲတမ်းအားပေးတယ်ဒီတစ်ခေါက်ကတော့ stainless steel လေးကိုပဲအားပေးတာကွာ stainless steel တောင်မှ branded တွေကြီးပဲယူသွားတာတစ်ဆက်ကိုသူက9စုံစီ30ယူသွားတယ်ဒါလေးကပထမဆုံးပြပေးတာတန်မိုမှာငကတ်ပါမယ်ကျိုးပါမယ်လက်စွပ်ပါမယ်ဆွဲသီးပါမယ်လက်ကောက်ပါမယ်အဲ့လိုတစ်ဆက်လုံးကိုသူက9စုံစီယူသွားတာကွာ branded ပဲเนาะကာတီယာတန်မိုဒီပန်းပွင့်လေဆိုရင်လူကြိုက်အရန်များတာသူ့ရဲ့အယောင်အတွက်လည်းအရန်လှတယ်ဒီမှာကြည့်ဒီဇိုင်းလေးကစုမြတ်လက်ပါမှာရိုက်ပြပေးထားတဲ့ဒီဇိုင်းလေးသူလည်း၄မျိုးပါတယ်တစ်ဆက်လုံးတစ်ဆက်စာလုံးကအဲ့ဒါလေသူလည်း9စုံယူသွားတာတော်လှတယ်ကွာဒါလေးအယောင်ထွက်ကလည်းနော်စိတ်လက်စီးဆိုပေမဲ့လေ15ပေးယူလို့မျိုးကာလာကုတ်တင်လှတယ်အဲ့လိုမျိုးဒါလေးဆိုရင် brand တက်ပဲ Chanel brand တက်ကိုမှာသွားတာဒီမှာတော့လက်မှာပြပေးထားတယ်သူကလေ၄မျိုးပါတယ်တစ်ဆက်စာနော်၄မျိုးတစ်ဆက်စာလုံးအဲ့ဒါလေးကိုလည်း50ယူရတယ်ဒီဆက်တွေဆိုရင်ကွာစုမြတ်မြန်မာငွေလက်လီဈေးဆိုရင်တော့4000ကျော်လေးနဲ့ရောင်းပေးထားတာလက်ကားဈေးကလက်ကားဈေးတီးတန့်ရှိတယ်ဒီညီမလေးကိုကြောက်လက်ကားဈေးနဲ့စုမြတ်ကပေးတာပေါ့နော် stainless steel ဆိုလေစုမြတ်စီမှာကလေစေချိုကြီးတော်နဲ့လက်ကားစင်းနေရတယ်ဒီညီမလေးကစုမြတ်စီမှာဒါ15ဆက်ကြော်အောင်စုမြတ်စီမှာမှားသွားတခြားပစ္စည်းတွေပါသူကမှားသွားသေးတာအဲ့လိုလေစုမြတ်ကဒါသူယူထားတဲ့ဆက်ကလေးတွေကိုဒီညီမလေးကိုစုမြတ်ရိုက်ပြငွေချင်းတော့ကလည်း stainless steel နဲ့ပတ်သက်လို့ပေါ့နော်ဆက်လိုက်လေးကိုလိုချင်နေဆိုရင်စုမြတ်စီမှာလက်လီလေးရတယ်လက်ကားလေးရတယ်လာမှာပေးလို့ရပါတယ်ခုချပေးထားတဲ့ဘိုင်ဘာကနေပြီးတော့ဆက်သွယ်ပြီးတော့မှာပေးလို့ရပါတယ်ရှင်